လူရိုင်း၃ယောက်ဟာတိုးဖြူလေးတစ်ကောင်ကိုဖမ်းမိပြီးသူတို့ခေါင်းဆောင်စီဆက်တက်ခဲ့ကြတယ်သူတို့ဟာအရန်ကိုပျော်ရွှင်နေကြပြီးတိုးသားဟော့ပေါ့လို့စားဖို့စိတ်ကူးရင်နေကြတာပေါ့ဒါပေမဲ့ကျဲရဲ့မျက်လုံးတွေကတော့တိုးမွေးတွေပေါ်မှာပဲရောက်နေခဲ့တယ်ရုတ်တရက်ဆိုသလိုသူ့ခေါင်းထဲကိုအကြံတစ်ခုရောက်လာပြီးအဲ့ဒီတိုးမွေးတွေနဲ့သူ့အတွက်လှပတဲ့ဆွဲရာတစ်ထည်ကိုချုပ်ခဲ့တယ်ကျန်တဲ့လူရိုင်းတွေကတော့အရန်ကိုဒေါသထွက်သွားကြတာပေါ့ဒါပေမဲ့သူတို့တစ်ခုခုမလုပ်နိုင်ခင်မှာပဲခေါင်းဆောင်ဖြစ်သူကသူတို့အားလုံးကိုငရဲမင်းအနဲ့တွေးဖို့တက်ပစ်ဖို့လွတ်လိုက်ပါတော့တယ်တိတ်မကြခင်မှာပဲအလွန်ပူပြင်းတဲ့နွေရာသီကိုရောက်လာခဲ့တဲ့ကျက်ဟာချွေးတွေနဲ့ရွှဲနေပြီးသူ့ရဲ့ချိုင်းနှန်းကလည်းမခံမရနိုင်အောင်ဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲတိုးလေးဟာသူ့ရဲ့တိုးမွေးနဲ့လေးကိုနိုင်ရင်ချက်စီကိုခုံပေါက်ပြီးရောက်လာခဲ့တယ်ကျဲရဲ့ခေါင်းရဲ့ကိုအကြံအတစ်တစ်ခုထက်ရလာပြန်တယ်သူဟာသူ့အတွက်ဆွဲရာတစ်တစ်ထည်ကိုထပ်မံပြုလုပ်လိုက်ပြန်တဲ့အစီခံမလေးတစ်ယောက်ကသူ့ကိုမြင်သွားပြီးဝမ်းသာအားရပြေးလာကနူးညံ့တဲ့ဆွဲရာလေးကိုကန်ကြည့်တယ်ဒါပေမဲ့ကျက်ကတော့အဲ့ဒါကိုမကြိုက်ပဲသူ့မောက်ကိုတွန်းအထုတ်လိုက်တယ်အချိန်တွေကုန်လွန်ပြီးစောင်းရာသီကိုရောက်လာတဲ့အခါကျက်ဟာအဝတ်စားတွေထပ်ထပ်ဝတ်ပြီးစားတောက်ဆိုင်တစ်ဆိုင်ကိုသွားခဲ့တယ်အတော်လေးအားစိုက်ထုတ်ပြီးတော့မှသူဝတ်ထားတဲ့အဝတ်စား96ထပ်ကိုချွတ်နိုင်ခဲ့တယ်ဒါပေမဲ့သူအစားတောက်မှာဖို့လုပ်တဲ့အချိန်မှာပဲဆိုင်ပိတ်သွားပြီလို့ဆိုင်ရှင်ကပြောလိုက်တယ်ကျက်ဟာဒေါသထွက်ပြီးအကူညီမဲ့စွာနဲ့ပဲအဲ့ဒီဝတ်စားထပ်ထပ်ကိုပြန်ဝတ်လိုက်ရတယ်သူအပြင်ကိုလန့်ထွက်လိုက်တဲ့အခါတိုးလေးဟာနင်းနေလေးတောင်မချမ်းပဲနေနိုင်တာကိုသတိပြုမိသွားတယ်သူ့ကောင်းရဲကိုအကြံတစ်ခုထပ်ဝင်လာပြန်တယ်သူဟာပေါ့ပါပြီးနူးညံ့နှွေးထွေးတဲ့တိုးမွေးဆွဲတာတစ်တစ်ထည်ကိုပြုလုပ်လိုက်တဲ့အခုဆိုရင်သူဟာအေးတံကိုမစိုးရင်ရတော့ပဲဘယ်ကိုမစိုးသွားနိုင်ပြီပေါ့မျက်စိတမိတ်အတွင်းမှာပဲနွေရာသီပြန်ရောက်လာပြန်တဲ့ကျက်နဲ့တိုးလေးဟာအတူတူလေ့ကျင့်ခန်းလုပ်နေကြတယ်လူတိုင်းဟာချွေးတွေနဲ့ရွှဲနေကြပြီမဲ့တိုးလေးကတော့ဘာမှမဖြစ်ဘူးကျက်ဟာနွေရာသီဝတ်တိုးမွေးဆွဲတာတစ်ထည်ကိုချက်ချင်းပဲထပ်မံပြုလုပ်လိုက်တယ်အခုဆိုရင်တော့သူဟာအပူဒဏ်ဒါမှမဟုတ်နေရထိုင်ရခက်ခဲတာမျိုးမရှိတော့ပဲပျော်ပျော်ရွှင်ရွှင်ခုန်နိုင်ပါပြီ